ရှိပုံမှာချီးမွမ်းချင်ပါတယ်လူတော်တွေပညာတတ်တွေပညာရှိတွေအများကြီးရှိတဲ့အထက်မှာဘုရားသခင်ကကျွန်တော်ကိုဝေချေရတာလေဆိုတာကျေးဇူးချီးမွမ်းခြင်းပဲဖြစ်ပါတယ်လူကုန်ထံကျွယ်ဝပြည့်စုံတဲ့သူတွေအများကြီးရှိတဲ့အထက်မှာကျွန်တော်တို့မိသားစုကိုဘုရားရွေးကောက်ရခြင်းအတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်ဆိုခြင်းလေးနဲ့ဘုရားရဲ့ဂုဏ်တော်ချီးမွမ်းချင်ပါတယ်
ကောင်းချီးပေးပါစေ